What's up အားလုံးပဲမင်္ဂလာပါကျွန်တော် The 4 Eyes Dude ကရကူပါအဲ့တော့ကျွန်တော်ဒီနေ့ကတော့အားလုံးပဲအရန်အမေးများကြတဲ့ tuning guide လေးကိုမျှဝေပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် tuning လုပ်ဖို့ဆိုလို့ရှိရင်ပထမဆုံး develop တွေက gear ကိုသွားလိုက်မယ်ဆိုတော့ဒီ gear ထဲမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ gear တွေကအခု tier 61ကိုမှ go gear တွေပေါ့နော်ဒါပေမဲ့အားလုံးတော်တော်များများကတော့ကျွန်တော်ထင်တာကတော့ purple gear နဲ့ blue gear တွေကိုအတော်များများအသုံးများကြပြီလို့ထင်ပါတယ်ဆိုတော့ကျွန်တော် tuning လုပ်ဖို့ဆိုတဲ့နေရာမှာကျွန်တော်အရင်ဆုံးပြောချင်တာကတော့ဒီ game တွေမှာရှိတဲ့ weapon တွေအကုန်လုံးက tune လို့ရပါတယ်ပြီးတော့ကျွန်တော်ဒီမှာ weapon တွေကိုဆက်ကြည့်လိုက်မယ်ဆိုလို့ရှိရင် weapon တွေရဲ့အောက်လေးမှာကျွန်တော်ညာဘက်အောက်တောင်မှာပေါ့နော်အမှဆိုအဆက်လေးတွေတွေ့ရလိမ့်မယ်အဲ့ဒီအဆက်လေးကဘာလဲဆိုတော့ကို gear ရဲ့ level ပေါ့ဒီ tuner ရဲ့ level ကိုပြတာပါဒီမှာဆိုလို့ရှိရင်ကျွန်တော်အဆက်တစ်ဆက်တွေဟာရှိရယ်ဆိုတော့ဒီအောက်က rotor မှာဆိုလို့ရှိရင်ကျွန်တော်အဆက်၄ဆက်ရှိမယ်ပြီးရင်ဒီမှာအဆက်၄မဟုတ်တော့ဘူးတော့ block တုံးလေးဖြစ်သွားမှာရှိရယ်ဆိုတော့ကျွန်တော် tuning လုပ်လိုက်မယ်ဆိုလို့ရှိရင် gear တွေမှာဘာတွေပါလာမလဲဆိုတော့ precision rate ပြီးရင် minimum physical attack တွေပါမယ် physical penetration တွေပါမယ် bamboo cut attack တွေပါမယ်အဲ့ဒါတွေအပြင်မှာကိုယ့်ရဲ့ character နဲ့လိုက်ဖက်တဲ့ကိုကင်တဲ့ weapon နဲ့လိုက်ဖက်တဲ့နောက်ဆုံး attunement ဟာတွေမှာရမယ်ပေါ့ဒီ attunement step တွေမှာကျွန်တော်အခုပြရတဲ့ဟာမှာဆိုလို့ရှိရင်ဒီအောက်ဆုံးမှာ infinite twin blade martial art skill damage ကိုပို့ပြီးတော့တိုးပြီးရဟာမျိုးတွေလာလိမ့်မယ်အဲ့တော့ကျွန်တော် weapon တွေမှာဆိုလို့ရှိရင်ဘာရှိလဲဆိုတော့ပထမဦးဆုံးစားရမယ့်ဟာအပြရောင်ခရမ်းရောင်ပြီးတော့ရွှေရောင်စစ်ဆိုပြီးရှိမယ်ဆိုတော့ကျွန်တော်ပထမခုသွားလိုက်အောင်ကျွန်တော်ဒီနေ့အတွက်ကျွန်တော်ချိုးမှုလုပ်ထားတဲ့ဟာလေးကတော့ကျွန်တော်အစတုန်းကတော့ helmet ကို golden helmet ရဖို့ကျွန်တော်ရှာသေးတယ်ဒါပေမဲ့ကျွန်တော် stamina ကလည်းကုန်သွားတော့ကျွန်တော် stamina နောက်အပတ်အတွက်ကျွန်တော်စောင့်အောင်ပါပေါ့နော်အဲ့တော့ဒီဟာလေးကိုကျွန်တော်ချုံပြအောင်ဖြစ်ပါတယ်ဆိုတော့ဒီ second armor မှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာ add mode ထည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်ဒီ tuning stone လေးတွေ့ရလိမ့်မယ်ဒါပေမဲ့ကျွန်တော်ကဒီ tuning stone လေးတွေကိုကျွန်တော်အခုရောက်နေတဲ့ level နဲ့ဆိုတော့သုံးလို့ရတဲ့ level ပေါ့နော်ဒါပေမဲ့ကျွန်တော် beginner တွေအတွက်ဆိုလို့ရှိရင်ဒီ tuning stone တွေကိုမသုံးစေချင်ဘူးဗျ tuning stone တွေကိုသုံးမယ်အစားကျွန်တော်ဒီအသုံးမလိုတဲ့အပြောင် gear လေးကိုကျွန်တော်သုံးစေချင်တယ်ပြီးတော့တစ်ခုရှိရာကျွန်တော်ဒီ weapon တွေကိုချိုးမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ gear မှာရှိတဲ့ tier နဲ့ဒီကိုထည့်မယ်ဆိုရဲ tier နဲ့ကတူတော့မှရမယ်အခုဆိုလို့ရှိရင်ကျွန်တော်ရဲ့ tier တွေကအပေါ်မှာတွေ့ရတဲ့အတိုင်းပဲ tier 61ဆိုတော့ဒီအပြောင် gear တွေမှာဆိုလို့ရှိရင်လေကျွန်တော်ရဲ့ဒီဘက် gear ကလည်း tier 61ဖြစ်နေတယ်အဲ့တော့မှသူက tier တူတူချင်းမှသူ့ဘက်က tune လို့ရတာဖြစ်တဲ့ကြောင့်မို့ကျွန်တော်တို့နည်းနည်းတော့ found out ဖို့လုပ်မှာပေါ့နော်ဆိုတော့ကျွန်တော်ပထမဆုံးစပြီးထွန်းကြည့်အောင်ဒီပုံမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဟာလေးရဲ့အပေါ်ဘက်မှာ EXP ဆိုပြီးပါတယ် EXP ဆိုတာဒီ experience ပေါ့ဒီ experience ကို EXP ပါတဲ့ဟာလေးကိုသုံးလို့ရှိရင်ပို့ပြီးတော့ကျွန်တော်တို့ဟာတွေအတက်မြန်တာကိုမြင်ရတယ်ဗျကျွန်တော်ထည့်ပြမယ်နော်အဲ့တော့ဒါမျိုးဆိုလို့ရှိရင်ကျွန်တော်ကဒီအဆင့်2ဆင့်လောက်ကိုခုံပြီးတက်သွားတာကိုမြင်ရတယ်ပေါ့နော် actually 3ဆင့်ပေါ့နော်ဒီလောက်ထိကိုခုံပြီးတက်သွားတာတွေ့ရမယ်အဲ့ဒီတိုင်းပဲကျွန်တော်ဒီဟာတွေကိုထည့်ကြည့်လို့ရှိရင်30ဘယ်လုံးမှမတက်ဘူးဗျနောက်ထပ်တစ်ခုကကြတော့ကျွန်တော်အားလုံး farm နေနေလို့ရုပ်တရက်ပါလာတာဖြစ်မြင်မှုကြမှာပါအဲ့တော့ဒါလေးဒီအောက်မှာဒီ weapon တစ်ခုရဲ့ဘယ်ဘက်အောက်တောင်မှာမီးပုံစံလေးတွေ့ရလိမ့်မယ်အဲ့ဟာလေးကဘာလေးလဲဆိုတော့သူကကိုယ့်ရဲ့ gear ရဲ့ stat ကို guarantee လုပ်ပေးရပါတော့ဒီမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်မီးပုံလေးကိုအရင်ကြည့်လိုက်မီးပုံလေးမှာခရမ်းအောင်ပေါ်နေဆိုလို့ရှိရင်ဒီဟာခရမ်းအောင် step ပေးရမယ်ရွှေအောင်ပေါ်နေဆိုလို့ရှိရင်ရွှေအောင် step ရမယ်ရွှေအောင် step ကတော့ကျွန်တော်တို့ gacha game တွေအဲ့လို Genshin တို့လို open world game တွေစော့လာများလာတယ်လို့ဆိုရှင်သိလိမ့်မယ်ဘာလဲဆိုတော့အပြာရောင်က3 star ခရမ်းအောင်4 star ရွှေအောင်5 star အဲ့တော့ရွှေအောင်ကဒီ game ထဲမှာအမြင့်ဆုံးပေါ့နော်ဒီမှာဆိုရှင်ကျွန်တော်မှာ
ရွှေရောင် stack ကို brandy လုပ်ပြီးမဲ့ဟာလေးကတစ်ခုနှစ်ခုသုံးခုလေးခုငါးခု total 5ခုရှိတယ်ရွှေရောင်ဟာတွေကကျတော့အားလုံး total 9ခုရှိတယ်အဲ့တော့ကျွန်တော်ဒီနေ့ကတော့ဒီဟာတွေအကုန်လုံးကျွန်တော်လိုက်ပြီးမချုံးပြတော့ဘူးကျွန်တော်ဒီ armor ကလည်းမလိုတဲ့အတွက်ကြောင့်ကျွန်တော်တချို့ပဲချုံးပြလိုက်မယ်အဲ့တော့ကျွန်တော်ဘာရွေးမလဲဆိုတော့ဒီမှာကျွန်တော်အားလုံးမြင်သာအောင်လို့ကျွန်တော်ဒီရွှေရောင်တစ်ခု legendary တစ်ခုကျွန်တော်ထည့်ပြီးတော့ချုံးပြမယ်အဲ့အပြင်ကမှဒီပေါ်သွားလိုက်မယ်ဒီ EXP ဘိုင်ဟာလေးကျွန်တော်ထည့်လိုက်မယ်တခုမှတ်ထားရမယ့်အချက်ကကျွန်တော်တို့ဒီ tuning လုပ်တယ်ဆိုတာ gambling လုပ်တဲ့နဲ့တူတူပဲသူကကိုဘာရမလဲဆိုရဲဟာကိုကြိုမသိရဘူးကိုကြိုမမြင်ရဘူး randomly ပဲသူကချပြီးပါအဲ့ဒီတော့ကြောင့်မလို့ကောင်းတဲ့ stat တွေရသွားနိုင်တယ်လို့ကိုယ့်ရဲ့ weapon နဲ့လာလာမဆိုင်တဲ့ဟာတွေလည်းရသွားနိုင်တယ်အဲ့တော့ကျွန်တော်စပြီးတော့ချွန်းကြည့်အောင်ဒီမှာကြည့်လိုက်အားလုံးပဲတွေ့ကြတဲ့အတိုင်းပဲ all weapon damage boost တွေဟာလည်းတစ်ခုပါမယ်အောက်မှာ precision rate ဆိုတာပါမယ်အောက်မှာ power ဆိုတာပါမယ်ထူးခြားတာဘာလဲဆိုတော့အဲ့ stat လေးရဲ့ပြီးမှာ recommend RCMD ဆိုတဲ့ဟာလေးပါလိမ့်မယ်အဲ့ RCMD ဆိုတဲ့ဟာလေးရဘာလဲဆိုတော့ဒီ game ကကိုယ့်ရဲ့ character ကိုသုံးနေတဲ့ set နဲ့အလိုက်ဖက်ဆုံးဟာကိုရွေးပေးရဟာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဟာမှာဆိုလို့ရှိရင် all weapon damage boost ကျွန်တော်ကင်တဲ့လက်နက်တွေအားလုံး damage ကို boost ပေးမယ် precision rate ပိုကောင်းလာမယ် power ပိုတက်လာမယ်ဆိုတော့ပြောရရင်ဒီဟာမစိုးလို့ပြောမှာပေါ့နော်ပြီးတော့ဒါကတော့ attuning ကကျတော့ဘာလဲဆိုတော့ကျွန်တော်ဒီဘေးက stat လေး full သွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီ attuning ဆိုတဲ့ဟာလေးပေါ်လာလိမ့်မယ် attuning ကိုအဓိကလုပ်လို့ရှိရင်လိုတဲ့ material ကဘာလဲဆိုတော့ attunement stone လို့ခေါ်တယ်ကျွန်တော်အခုရွှေရောင် stat ဖြစ်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့သူက go inlay ဆိုပြီးပေါ်တယ်အဲ့ဒါမတိုင်ခင်ကဆိုရင်တော့ attunement stone ကိုမှသူက doom ဆိုပြီးသက်ပေါ်တယ် doom ကတော့ဒီဘေးကပန်းလို့အခက်လေးမပါဘဲနဲ့ဒီတိုင်းအမြင့်လေးတစ်ခုပေါ့အဲ့တော့ကျွန်တော်အခုကင်နေတဲ့ weapon တွေက bamboo cut weapon တွေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် bamboo cut ကိုချုံနေလုပ်ပါမယ်ဆိုတော့အချုံနေနှိပ်လိုက်ရအောင်ဒီမှာဆိုရှင်ကျွန်တော် Infinite Twin Blade Martial Arts Skill Damage Boost ကို +1.7% ရတယ်ဆိုတော့ရှင်းပြောရင်ဒီ armor ကတော်တော်ကြီးသဘောကျတဲ့ armor မှာပါတယ်ဒါပေမဲ့ဘာမှမကောင်းပါဘူးလေဆိုတော့ကျွန်တော်မှငကိုရှိနေပြီးသား armor မှာကျတော့ Infinite Twin Blade Martial Arts Skill Damage ကရွှေရောင်ဖြစ်နေတယ် legendary set လေးပေါ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ရတဲ့ damage ကပိုပြီးတော့များသွားမယ်ဟိုဘက်မှာကကြည့်လိုက်လို့ရှိရင် Infinite Twin Blade Martial Arts Skill Damage ကိုခင်းအောင်လေးဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်သုံးနေတဲ့ armor လို့တော့မကောင်းဘူးဒါပေမဲ့ရှင်းပြောရရင်ကျွန်တော်ဒီဘက် armor ကိုပိုပြီးတော့သဘောကျတယ်ဘာလို့ဆိုတော့ all weapon damage boost ကိုမှရွှေရောင်လေးနဲ့ပါလာလို့ဒါပေမဲ့ဟိုဘက်ကဟာကိုကြည့်လိုက်တော့လေ power ကဒီဘက်က power ကရွှေရောင်ဖြစ်ပြီးတော့ပိုပြီးတော့များနေရဆိုတော့တခါကြည့်လို့ရှိရင်တော့ရွေးရတာခက်တာပေါ့နော်ဒါပေမဲ့ဒီအပေါ် mastery ဆိုတဲ့ဟာလေးကိုကြည့်လိုက်ရင်သိတာပါတယ်ဆိုတော့ဒီအပေါ် mastery ဆိုတဲ့ဟာလေးကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့ဝတ်ထားတဲ့ပထမဝတ်ထားတဲ့ armor က484ဟိုဘက်က armor ကကျတော့464ဆိုတော့ martial mastery က20လောက်ညွန့်နေဆိုတော့ကျွန်တော်ဒါတော့မသုံးတော့ဘူးဒါကျွန်တော် demonstration ပြရတဲ့အနေနဲ့ပဲသုံးလိုက်တာပေါ့နော် attuning လုပ်တဲ့နေရာမှာသုံးတဲ့ attunement stone ကိုကျွန်တော်ဘယ်နေရာမှာ normally ရတတ်လဲဆိုတော့ဒီ wandering path တွေက share လက်ထူသွားပြီပါပြီးဒီမှာကျွန်တော် boss တွေ fight ထားတော့ဒီလို boss တွေအများကြီးပေါ်တယ်ပေါ့နော်အဲ boss တွေရဲ့မှာကျွန်တော်ဒီကောင်ဆိုလို့ရှိရင်အောက်မှာ recommendation ဆိုတဲ့ဟာလေးပါတယ် RCMD ဆိုတဲ့ဟာအဲ့လေးပါတယ်ဆိုလို့ရှိရင်ဒီဟာကျွန်တော်သုံးနေတဲ့ gear set နဲ့ကျွန်တော်သုံးနေတဲ့ weapon နဲ့လိုက်မဲ့ဟာဒါဆိုလို့ရှိရင် swallow call set လေးပါတယ်ဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော်သုံးနေတဲ့ armor set calm water set လေးပါတယ်အဲ့လိုမျိုးကိုသုံးနေတဲ့ weapon ကိုသုံးနေတဲ့ armor ရဲ့ပုံစံလေးကိုမှအပေါ်ကထိတ်လေးမှာ RCMD ဆိုတဲ့ဟာလေးပေါ်လာဆိုလို့ရှိရင်ဒါကိုအတွက်ကိုက်တဲ့ weapon တစ်ခုဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီ boss တွေကနေပြီးတော့အချိုးရင်းစုံနေလေရနိုင်သေးတယ်ဗျကျွန်တော်ဘယ်လိုကြည့်ရမလဲဆိုလို့ရှိရင်ဒီလိုဆိုရှင်တော့ normally မပေါ်ဘူးပေါ့နော်ဒီလိုဆိုရင်တော့ normally မပေါ်ဘူးပေါ့ဒါပေမဲ့တော့ boss ကိုတကယ် fight တဲ့အခါကျလို့ရှိရင်ကျွန်တော်claim double claim triple ဆိုပြီးရှိတယ်အဲ့မှာဆိုလို့ရှိရင်ကျွန်တော်ဒီခါကြောက်ရှင် chance အနေနဲ့ရနိုင်တယ်ပေါ့နော် guarantee မဟုတ်ဘူး fight တိုင်းရမယ်လို့မဆိုလို့ဘူးဒါပေမဲ့ chance အနေနဲ့ရနိုင်ပါတယ်နောက်တစ်ခုရနိုင်တဲ့အချက်ကတော့ Heroes Realm ဆိုတဲ့ဟာရှိတယ်အဲ့မှာဆိုလို့ရှိရင်ကျွန်တော် weekly တစ်ပတ်ကို boss နှစ်ကောင်တစ်ခါ fight လို့ရတယ်သူကဘယ်လိုလဲဆိုတော့ player 10ယောက်စုလိုက်မယ် player 10ယောက်ကဒီ boss တစ်ကောင်လေးကိုဝိုင်းပြီးချရတဲ့သဘောမျိုးပေါ့နော်အဲ့မှာဆိုလို့ရှိရင်ကျွန်တော်ဒီဘက်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် Attunement Stone ကို
ကျွန်တော်လိုရဲဟာအဲ့ဒါကိုကျွန်တော်တစ်ခါ fight လို့ရှိရင်တစ်ခုရမယ်ဒါကတော့ guarantee ပေါ့ဒါကကျင်းသေးတယ်သူ့ကိုတစ်ခါ fight လိုက်လို့ရှိရင်တစ်ခုရမယ်ဒါပေမဲ့ဒီ boss တကောင်ကတစ်ပတ်မှာတစ်ခါပဲတက်လို့ရမယ် normally ကျွန်တော်တို့ပုံမှန်ဒီဟာကိုစောင့်မယ်ဆိုလို့ရှိရင်လူ10ယောက်ပေါင်းနေတော့မှပထမ boss လောက်ပဲနိုင်တဲ့အဆင့်ကြီးရောက်သွားလိမ့်မယ်ဒုတိယ boss ကိုကျွန်တော်နိုင်မှုအရန်ခဲရင်းနေပေါ့နော် unless ကိုအတင်းကအရန်ညီနေရဆိုလို့ရှိရင်တော့ဒုတိယကောင်ရရင်ရလိမ့်မယ်ကျွန်တော်ဆိုလို့ရှိရင်တော့ကျွန်တော် solo player ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီပထမတစ်ကောင်တက်သွားလို့နောက်တစ်ကောင်တက်တော့မယ်ဆိုလို့ရှိရင်ကိုအတင်းလူ10ယောက်ထဲကတချို့ကောင်တွေထွက်သွားတာရှိမယ်တချို့ကောင်တွေကကြတော့အဲ့လိုမျိုး healing လိုက်မလုပ်ပေးတာတော့တည်ရမလားသူပဲတက်ရှင်နေတဲ့ဟာမျိုးတွေအဲ့လိုတကူအောင်ဆန်ပြီးတော့လုပ်နေရမျိုးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီကောင်မရတာများတယ်ကျွန်တော်ဆိုလို့ရှိရင် game စဆော့ရဲဒီဒုတိယကောင်ဘယ်လိုမှတက်လို့မရအောင်အဲ့တော့ကျွန်တော်ဒီနေ့ tuning guide လေးကတော့ဒီမှာပဲပြီးပါပြီအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ